ဟုတ်ကဲ့မေကန်တာပါရှင်ကျမတို့ဒီကိုမဝင်လာပြီဆိုရင်အခမဲ့ဝင်ရောက်လေ့လာတာဖြစ်ပါတယ်ရှင်ကျမတို့ဒီဘယ်လိုလေ့လာရမလဲဆိုတော့နာမည်လေးရဖုန်းနံပါတ်လေးရပုံလေးရသုံးချက်ပဲလိုအပ်တာပါရှင်အခမဲ့တင်တဲ့ထည့်ပေးပါတယ်ရှင်မသိပါမတတ်မှလည်းဘာမှစိတ်မပါနဲ့ရှင်ကျမတို့ဒီအကောက်ဖွင့်ရမယ်ဆိုရင်ပတ်စံပေးရလားပတ်စံမပေးရဘူးနော်အခမဲ့ဝင်ရောက်လေ့လာတာဖြစ်ပါတယ်ကိုမိုးပလက်ဖောင်းအားဆိုရင်ဒီလိုမျိုးငွေပြန်တိစောက်ဖို့လေ့လာခိုင်းမှဆိုရင်အချက်လေး၃ချက်လိုပါတယ်ရှင်နာမည်ဖုန်းနံပါတ်လေးရဲ့နာမည်ရဲ့ပုံလေးရှိလိုက်တာနဲ့အခမဲ့စီးပွားရေးတင်တဲ့မှာဝင်ရောက်လေ့လာလို့ရပါတယ်ရှင်ဝင်ရောက်လေ့လာပြီးကိုကကြိုက်နှစ်သွားပြီဆိုရင်ကျမတို့ကိုတိုင်းဝယ်သုံးမှကိုတိုင်းဝင်ပြင်ရမှာနော်ကိုတိုင်းသုံးဆွဲပြီးဒီပစ္စည်းတွေတဲ့အရေးတွေးတဲ့သိရမှာနော်ကိုမိုးစနစ်မှာဆိုရင်ရှေးရဝင်ဒီမျိုးလေးစားရှိပါတယ်ရှင်ဘယ်လိုမျိုးရှေးရဝင်လေးစားဆိုရင်ဘလောင်းဆေးပါကိုပလက်တီနာပဲဖြစ်ပါတယ်ရှင်နံပါတ်1ကတော့ဘလောင်းဆိုလို့ရှိရင်900 pp 900ဘတ်နဲ့စားလိုက်တာနဲ့ဘလောင်းဖြစ်ပါပြီနံပါတ်2ကတော့ဆေးပါဖြစ်ပါတယ်ဆေးပါဆိုရင်9000 pp 9000ဘတ်နဲ့စားလိုက်တာနဲ့ဆေးပါဖြစ်ပါပြီနံပါတ်3ကတော့ကိုဆိုလို့ရှိရင်1000 pp 1000ဘတ်နဲ့စားလိုက်တာနဲ့ကိုဖြစ်ပါပြီနံပါတ်4ကတော့ပလက်တီနာအထက်မျက်နှာတစ်ထေးပဲရှိတော့တယ်ပလက်တီနာဆိုရင်2000ခွဲ pp 2000ခွဲဘတ်နဲ့စားလိုက်တာနဲ့ပလက်တီနာဖြစ်ပါပြီရှင်ကျမတို့တွေဘလောက်ရသူရပါပြီဘလောက်ထိစူးစမ်းလို့ရတယ်လဲဆိုတော့တရက်ကို1000ဘတ်စူးစမ်းလို့ရပါတယ်နံပါတ်2ကတော့ဆေးပါဆိုရင်9000 pp 9000ဘတ်အခုကပိုးရှိတဲ့အတွက်4000ဘတ်ပါရှင်တရက်ကိုဘလောက်ထိစူးစမ်းလို့ရပါတယ်ဆိုတော့2000ခွဲဘတ်စူးစမ်းလို့ရပါတယ်ရှင်နံပါတ်3ကတော့900သူပဲဖြစ်ပါတယ်900သူဟာဆိုလို့ရှိရင်1000 pp 1000ဘတ်အခုဆိုရင်ပိုးရှိတဲ့အတွက်8000နည်းနည်းတော့ကျော်ပါမယ်ရှင်တရက်ကိုဘလောက်ထိစူးစမ်းရတယ်ဆိုရင်5000ဘတ်စူးစမ်းလို့ရပါတယ်ရှင်နံပါတ်4ကတော့ပလက်တီနာဆိုရင်2000ခွဲ pp 2000ခွဲဘတ်နဲ့စားလိုက်တာနဲ့အခုဆိုပိုးရှိတဲ့အတွက်18000ပဲကျပါမယ်ရှင်ဘတ်တရက်ကိုဘလောက်ထိစူးစမ်းလို့ရရလဲ3သိန်းဘတ်စူးစမ်းလို့ရပါတယ်ရှင်ဒီနေရာမှာကတော့ပတ်စံတစ်ချက်သုံးရင်တမှတ်ရတယ်ဆိုလို့တာပါကိုကြိုက်နေတဲ့ပစ္စည်းရှေ့အောင်ဝင်လိုက်တာနဲ့ကျမတို့ရဲ့လိုအပ်တဲ့ပစ္စည်း900 600လောက်ဝယ်သုံးလိုက်ပြီဆိုတာတဲ့ဝင်ငွေလက်ကြောင့်အရင်ရမှာဟာဖြစ်ပါတယ်ဘလို့အရင်ရမှာလဲဆိုတော့သူကကုမ္ပဏီရောင်းအားပဲဖြစ်ပါတယ်ရှင်ကုမ္ပဏီရောင်းအားဖြစ်ပါတယ်ရှင်ဘယ်စီးပွားရေးမှမပေးပါဘူးဒီကိုမို့မှပေးတာပါဖြစ်ပါတယ်အရင်ကမှကောင်းပါတယ်ရှင်ဝယ်သုံးရင်တက်ဝင်ငွေပြရတာနော်ကိုမိုးမှာဝင်လာပြီးပစ္စည်း900ဝယ်သုံးလိုက်ပြီဆိုပတ်စံမရတဲ့သူမရှိပါဘူးပတ်စံပြင်ရပါတယ်ရှင်ဘာမှလုပ်နေစရာမလိုပါဘူးရှင်ဝယ်သုံးလိုက်ပြီဆိုတာနဲ့ကုမ္ပဏီရော100ခန့်တော့ရရှိမှာဖြစ်ပါတယ်ရှင်ဒီစီးပွားရေးရဆိုလို့ရှိရင်ဘယ်နိုင်ငံမှာပဲလုပ်ဘယ်ဒေသမှာပဲလုပ်ဘယ်အတိုင်းသားပဲဖြစ်လုပ်လို့ရပါတယ်ရှင်ကျမတို့ဒီကုမ္ပဏီရောင်းရသွားပြီဆိုနောက်ထပ်ဝင်ငွေရှိပါတယ်သူကတော့ဘာဝင်ငွေလဲဆိုတော့မိတ်ဆက်စုကြည်ဖြစ်ပါတယ်ရှင်မင်းဆက်စုကြီးကဘလို့ပြတာလဲဆိုကိုကဘလောင်းရသူရသွားပြီဆိုလို့ရှိရင်အမှရာသူ၄မျိုးလေးစားရှိပါတယ်ဘလောင်းဆေးပါကိုပလက်တီနဲ့ပဲဖြစ်ပါတယ်ရှင်နံပါတ်1ကတော့ကိုက900ဘတ်နဲ့ဆက်လိုက်တာနဲ့ဘလောင်းပြစ်ပြီးအဲ့ဒီဘလောင်းဆိုရင်သစင်းရမှာတယ်ကိုကလူတယောက်ကိုမိတ်ဆက်လိုက်ပြီဆိုရင်ကိုက100ခိုင်နှုန်းရပါသူက100ခိုင်နှုန်းကဘယ်သူရမှာလဲဘလောင်းရမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ငါဘလောင်းမလို့ချင်းနောက်ထပ်သစင်းဆေးပါတက်မှဆိုရင်လို့ရှိရင်လူတယောက်ကတည်းနောက်တဲ့လူတယောက်မေးစအဲ့ဆိုရင်လူ2ယောက်ရပါမယ်ဘလောက်ရကန်လို့ရမှာလဲ14ရကန်လို့ရမှာဖြစ်ပါတယ်ရှင်နှစ်ဆင်းရပါမယ်ရှင်ကိုကလူတယောက်ကိုမေးစအဲ့ဒီလူကဟုတ်ပြီးစိတ်ဝင်စားတယ်ဆိုတော့အဲ့ဒီလူကနေနောက်ထပ်တယောက်မေးစလူ2ယောက်ဖြစ်သွားပါတယ်ရှင်အဲ့ဆိုလို့ရှိရင်ဘလောက်ရမှာလဲ14ရကန်လို့ရပါမယ်ရှင်အဲ့တကူကတော့900သူပဲဖြစ်ပါတယ်ရှင်ကိုကလူတယောက်ပဲမိတ်အဲ့လူကလည်းနောက်ထပ်လူကနောက်ထပ်လူအဲ့ဆိုရင်လူ3ယောက်ဖြစ်သွားပါပြီရှင်အဲ့ဒါကိုဘယ်လိုခေါ်လဲ G1 G2 G3 လို့ခေါ်ပါတယ်ရှင်သူကဘယ်လောက်ထိရမှာလဲဆို16ရခိုင်လို့ရမှာဖြစ်ပါတယ်ရှင်နောက်ခုကတော့ပလက်တီနာပဲဖြစ်ပါတယ်ပလက်တီနာကအကျန်းဆုံး5ဆင်းရမှာဖြစ်ပါတယ်ရှင်ကိုကလူတယောက်ကိုမိတ်အဲ့လူကနေပြီးနောက်ထပ်မိတ်လူ9ယောက်ရောက်ပါပြီဆိုရင်G1 G2 G3 G4 G5 ရပါမယ်ရှင်စုပေါင်း20ရာခိုင်နှုန်းရမှာဖြစ်ပါတယ်ရှင်ဒါဟာကိုဘလို့လို့ခေါ်ပါလဲရှင်ငွေကမိတ်ဆက်စုကြီး
လို့ခေါ်ပါတယ်ရှင်